ဗစ်တာဟာအဲလီနာကိုရှာနေရင်းနဲ့မထင်မှတ်တာကိုတွေးလိုက်ရတဲ့အခါတောင်းပန်ပါတယ်ကျွန်တော်ထွက်သွားပေးပါမယ်ဆိုပြီးကြပြကြရတောင်းပန်ကပြန်ထွက်ဖို့ကြိုးစားပါတယ်အဲလီနာကသူမဘာမှမလုပ်ခဲ့ပါဘူးလို့ပြောတယ်ဒီအချိန်မှာပဲသူ့ရဲ့လက်အောက်ငယ်သားပြောခဲ့တာကိုသတိရသွားပါတယ်စိတ်ကိုလျှော့ထားပါသခင်ကြီးအဲလီနာရဲ့သွေးကိုတောက်သုံးတဲ့အခါဘေးထွက်ဆိုးကျိုးတွေမခံစားရပဲစွမ်းအားပြေဝရရှိခြင်းနဲ့ဆိုရင်သူမရဲ့ယုံကြည်မှုကိုအရင်ရအောင်ယူရမယ်လို့ဆိုပါတယ်ဒါမှမဟုတ်ရင်လေသူမကသူ့ကိုချစ်မိသွားအောင်လုပ်ဆောင်ရပါမယ်သူမကသူ့ကိုအပြေဝယုံကြည်လာမှသာသူမရဲ့သွေးတွေကကန့်သက်မရှိတဲ့စွမ်းအားတွေကိုရယူနိုင်မှာဖြစ်ပါတယ်ထို့နောက်ဗစ်တာကကိုချောက်အောင်တုပ်လိုက်ဆိုကရေတုပ်တစ်ပတ်ကိုပြစ်ပေးပါတယ်။အဲလီနာလက်ကနေတစ်ပတ်ကအောက်ကျသွားတဲ့အခါမှာမင်းမာလုံနေတာလဲအဝတ်စားဝတ်လိုက်ဦးဆိုပြီးရှက်ကန်းနဲ့ထွက်သွားပါတယ်။သူတို့နှစ်ယောက်ရဲ့ရိုးဝက်ချက်မာယာတွေးနဲ့ဇလန်းကပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းလာပါတယ်။